အင်္ဂလန်ပရီးမီးယားလိအသင်း6သင်းရဲ့လက်ရှိခြေစွမ်းနဲ့နောက်လာမယ့်ပွဲစဉ်5ပွဲအကြောင်းသုံးသပ်ချက်အားလုံးပဲမင်္ဂလာပါ Eclipse Football YouTube Channel နဲ့ TikTok မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ဥရောပရဲ့အောင်မြင်ဆုံးအကြောကြားဆုံးနဲ့ပြန်ထိုင်မှုအပြင်းထန်ဆုံးလိလို့ပြောလို့ရတယ်အင်္ဂလန်ပရီးမီးယားလိရဲ့အသင်း6သင်းရဲ့လက်ရှိခြေစွမ်းနဲ့နောက်လာမယ့်ပွဲစဉ်5ပွဲအကြောင်းသုံးသပ်ကြည့်အောင်ပါပထမဆုံးအနေနဲ့ကူးတလုံးမှာလူပြောများနေပြီးပြဿနာများစွာဖိအားများစွာနဲ့ရင်ဆိုင်နေရတဲ့လီဗာပူးအသင်းနဲ့စတင်ကြပါတယ်လီဗာပူးအသင်းကမနစ်ကကမ္ဘာအကောင်ဆုံးနီးပြတွေကတယောက်ဖြစ်တဲ့ယာဂန်ကလော့နဲ့လမ်းခွဲပြီးတဲ့နောက်မှာဒက်ရှ်နီးပြတအုပ်ဖြစ်တဲ့အာနစ်စလော့ကိုဖီယန်နူအသင်းကနေခေါ်ယူခဲ့တယ်ကျွန်တော်တို့မထင်မှတ်ထားလောက်အောင်ပဲနီးပြသေးအာနစ်စလော့ဟာရောက်ချင်းနှစ်မှာပဲကလော့ထားခဲ့တဲ့လူစင်းကိုကြီးကြီးမားမားပြောင်းလဲမှုမလုပ်ဖက်နဲ့ချန်ပီယံစူဖလားတွေကိုကင်မြောက်ခဲ့တယ်ရာသီကုန်နွေရာသီမှာသူတို့ရဲ့အကယ်ဒမီထွက်ကစားသမားတယောက်ဖြစ်တဲ့အလက်ဆန်ဒါအာနိုကိုရီယယ်မက်ဒရစ်အသင်းထံကိုလက်လွတ်ခဲ့ရတယ်။တဖန်စိတ်မကောင်းစရာနဲ့ပဲသူတို့ရဲ့စထရိုက်ကာတယောက်ဖြစ်တဲ့ဒီယိုဂိုဂျော်ဒါကိုဆုံးရှုံးခဲ့ရတယ်။အဲနောက်ရာသီမတိုင်ခင်ဈေးခွက်မှာတိုက်စစ်နေရာအတွက်နျူကာဆယ်အသင်းကအလက်ဆန်ဒါအီဆက်ဖရန့်ဘတ်အသင်းကအီကီတကီနဲ့လက်ဘတ်နေရာအတွက်ဘုံမောက်အသင်းကကာကတ်စ်ကွင်းလယ်နေရာအတွက်ကမ္ဘာကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့ဖလော်ရန်ဘတ်နဲ့လိုအပ်တဲ့ right back နေရာအတွက်ဖရစ်ပေါင်တို့ကိုလီဗာပူးစင်အသင်းကနေပြီးတော့ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြီးတန်း300ကျော်400အသုံးပြုပြီးတော့ခေါ်ယူခဲ့တယ်။အလက်ဇန်ဒါအစ်ဆက်ရောက်တယ်ဖလော်ရဘတ်ရောက်တယ်ဆိုတော့လီဗာပူးအသင်းကတော့ကြားကိုအတောင်ပံတက်ပေးလိုက်ပြီးဆိုပြီးတော့တိုးလောတွေကျွန်တော်တို့ပြောခဲ့ကြတယ်။ဒါပေမဲ့လက်တွေမှာမထင်မှတ်ပဲနဲ့မနစ်ကအသင်းထက်အများကြီးဝိတဲ့အသင်းဖြစ်ကိုပြောင်းလဲသွားတယ်။မနစ်ကဘယ်တောင်ပံမှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့လူးဝစ်ဒီယက်ကိုဘိုင်ယန်မြူးနစ်အသင်းထံကိုရောက်ချခဲ့တယ်။တိုက်စစ်မှာတထောင်တနေရာနေပြီးတော့အားကိုးရတဲ့ဒါဝင်နုနဲ့မရှိတော့ဘူးလူစားဝင်လာပြီးရင်လီဗာပူးအသင်းအတွက်အဆုံးဖြတ်လုပ်ပေးတတ်တဲ့ဒီယိုဂိုဂျော်ဒါကိုဆုံးရှုံးခဲ့ရတယ်တစ်ဖက်မှာလည်းဖန်တီးမှုအားကောင်းတဲ့ flying rabbit တယောက်ဖြစ်တဲ့အလက်ဆန်ဒါအာနိုမရှိတော့ဘူးခုရာဒီမှာနီးပြအစ်ခေါ်ယူထားတဲ့ front ပေါင်ကိုမကြိုက်တာလားကစားသမားရဲ့ကြံ့ခိုင်မှုပြေဝရတာတော့ကျွန်တော်တို့တခြားမသိဘူးဒါပေမဲ့ front ပေါင်အာနစ်စလော့ဟာတုံးတာနဲတယ်ဆိုဘို flying rabbit နေရာမှာဆင်းပြီးတော့အသုံးပြုနေတယ်ဘယ်ဘက်ချက်မှလည်းအစ်ခေါ်ယူထားတဲ့ Milos ကာကတ်ကလည်းအမားတွေခဏလုပ်နေတယ်တစ်ဖက်မှာသူတို့ရဲ့လက်ကျန်ကစားသမားတယောက်ဖြစ်တဲ့မိုဟာမက်ဆလက်ကလည်းမိနစ်ကာလောက်ခြေစွမ်းတည်ငြိမ်မှုမရှိဘူးညာဘက်ချက်မှာသူနဲ့တွဲဖက်ညီတဲ့ flying rabbit တယောက်ဖြစ်တဲ့အာနိုမရှိတာကြောင့်လည်းဖြစ်နိုင်တယ်အသင်းကဘာဖြစ်နေလဲဆိုတော့မိနစ်ကအကောင်းဆုံးဖြစ်နေတဲ့အသင်းကို quality player တွေထပ်ဖြည့်လိုက်တယ်ဒါပေမဲ့ထွက်သွားတဲ့ player တွေလောက်ချိတ်ဆက်မှုအားမကောင်းမနဲ့အသင်းကဟန်ချက်မညီဖြစ်နေတယ်အဲ့ဒါတွေကလီဗာပူးအသင်းအတွက်အဓိကပြဿနာတွေဖြစ်နေပြီးတော့ international break မတိုင်ခင်မှာ back to back ရှုံးပွဲ3ပွဲဆက်ဖြစ်ခဲ့တယ်နောက်တစ်ခုက Florian Wirtz ဗျ116တန်းပေးရတဲ့ဒီ quality ကစားသမားတယောက်ကအခုထိသွင်းကိုနဲ့ assistant တစ်ခုမှမတွေ့ရသေးဘူးဆိုတာကတော့မဖြစ်သေးဘူးလို့မြင်တယ်တချို့အင်္ဂလန်မီဒီယာတွေမှာဆိုရင် Florian Wirtz က big chance create အများဆုံးဆိုပြီးတော့ဖော်ပြကြတယ်ဒါပေမဲ့သူသာ big chance create အများဆုံးဆိုလို့ရှိရင် assistant တစ်လုံးလောက်တော့ဖြစ်တယ်မီကိုကပေါင်းတွင်းကိုရော assistant ရောပျောက်နေတဲ့အခြေအနေဖြစ်နေတယ်လီဗာပူးပြည်သက်တွေကတော့ Florian Wirtz ကိုတုံးနေတာရက်ပြီးတော့နှစ်ကအသားကျပြီးသားဖြစ်တဲ့ကွင်းလယ်3ယောက်ကိုတုံးဖို့ပြောလာကြတယ်ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာ Florian Wirtz ကိုအနာပေးပြီးတော့ Szoboszlai ရဲ့မကာရဲ့ Gravenberch နဲ့ပွဲထွက်လာတယ် right back မှာ Bradley ကိုပွဲထွက်လာပြီးတော့ပထမပိုင်းမှာ Chelsea အသင်းဟာ Moises Caicedo တို့ရဲ့ quality သွင်းကိုနဲ့လီဗာပူးတို့ကိုဥဆောင်ထားတယ်လီဗာပူးအသင်းနဲ့ခြေပါကိုပြန်ရဖို့ခက်ခဲနေပြီးတော့ဒုတိယပိုင်းအစမှာ corner Bradley ကိုထုတ်ပြီးတော့ Florian Wirtz ကိုဝင်လာတယ်အဲ့တော့ Szoboszlai right back ကိုပြန်ရောက်သွားတယ်သူတို့ရသွားတဲ့ခြေပါကိုဆိုကြည့်ဗျာအလက်ဇန်ဒါအီဆက်ကဖန်တီးသွားတယ်ဖန်တီးမှုကမဖြစ်နိုင်တဲ့ဖန်တီးမှုတစ်ဖက်ကဟာရီကိုဂတ်ပိုအသင်းပါလာတာလို့တော့ပိတ်သွားလို့ကိုးသွားတယ်တွင်ကိုးရသွားတယ်လို့ပြောရမယ်ကိုးရဒီအနေနဲ့လီဗာပူးရဲ့တိုက်စစ်မှာဆိုရင်သူတို့ရဲ့ကစားပေါ်ကနေကိုးရတာရှားတယ်ဖြတ်တင်ဘောတွေရှုပ်ကြားတွေတဲကနေပြီးတော့ကိုးရသွားတာတွေအများစုတွေ့ရတယ်အဲ့ဒါကိုကြီးချင်းအားဖြင့် slot ရဲ့လီဗာပူးမှာအားနည်းချက်တွေများနေတယ် international break မှာသူတို့တခုခုပြင်ဆင်မှရမယ်တစ်ဖက် international break အပြီးမှာသူတို့ကစားရမယ်ပွဲတွေကတော့ Manchester United ကိုအိမ်ဝင်းမှာအခမ်းရမယ် Manchester United ကရုန်းကန်နေရတယ်ပဲပြောအသင်းတစ်သင်းဖြစ်တဲ့အတွက်လီဗာပူးအသင်းအတွက်ဒီပွဲကလွယ်ကူးနေမဲ့ပွဲတစ်ခုတော့မဟုတ်ဘူးပြီးရင်ချန်ပီယံလိမှာ AK တကီယာသူ့ရဲ့အသင်းဟောင်းနဲ့ပြန်တွေ့ရမယ်ထပ်ပြီးတော့ပရီးမီးယားလိမှာအင်္ဂလိပ်ကစားကောင်းနေတဲ့ Bradford ကိုသူတို့အင်္ဂလိပ်မှာတွားရောက်ကစားရမယ်ဒီပွဲကလည်းလီဗာပူးတို့ကိုသွင်းရအခက်နဲ့ပုံစံနဲ့ဆိုရင်သူတို့အတွက်
အနိုင်ကစားဖို့လွယ်ကူးနေမဲ့ပွဲတော့မဟုတ်ဘူးပြီးရင်ဒီရာဒီမှာသူတို့2ကြိမ်တွေ့ဆုံထားပြီး2ကြိမ်လုံးရှုံးခဲ့တဲ့ Crystal Palace နဲ့ EFL ကကာရာဘောင်ကပ်မှာတွေ့မယ်ပြီးရင် Aston Villa အသင်းကိုအိမ်ခွင်းမှာဧည့်ခံမယ်တဖန်ချန်ပီယံလိမှာ Real Madrid အသင်းကိုအိမ်ခွင်းမှာဆက်ပြီးတော့ဧည့်ခံရမယ်ပရီးမီးယားလိမှာအသင်းမှာဆိုရင် Manchester City ကိုအဝေးကွင်းမှာတွားရောက်ကစားရမယ်အဲ့တော့လီဗာပူးအသင်းအနေနဲ့ International Break အပြီးမှာတွေ့ရမယ့်အသင်းတွေကလွယ်ကူးနေတာတော့မဟုတ်ဘူးအဲ့တော့ Arne Slot အနေနဲ့ International Break မှာအသင်းရဲ့ပြဿနာတွေလိုအပ်ချက်တွေကိုတည်တည်ချာချာပြင်ဆင်လာဖို့လိုပါတယ်ဒါတော့လီဗာပူးအသင်းရဲ့လက်ရှိခြေစွမ်းခြေအနေနဲ့နောက်လာမယ့်ပွဲစဉ်တွေအကြောင်းပဲဖြစ်ပါတယ်စောင့်ကြည့်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘောလုံးသတင်းအကြောင်းအရာတွေနဲ့ကြေးသုံးသက်ချက်တွေကိုနှိမ့်စင်တဲ့အများတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်ခွင့်ပြုပါခင်ဗျာ